အားလုံးပဲမင်္ဂလာပါ Ariel Channel လေးကနေကြိုဆိုလိုက်ပါတယ်ခုလိုမနက်စောစောမင်္ဂလာရှိရဲ့ကိုယ့်ရဲ့တနေ့တာလေးအစာပြုတဲ့အချိန်မှာဒီလို positive affirmation audio လေးကိုနေ့စဉ်နေ့တိုင်းဖွင့်ပြီးတော့စိတ်ထဲကနေပဲဖြစ်စေအတန်ထွက်ပြီးပဲဖြစ်ဖြစ်လိုက်ပါရွတ်ဆိုပေးမယ်ဆိုရင်တော့ Ariel တို့ရဲ့တနေ့တာလုံးအကောင်းမြင်စိတ်တွေနဲ့ဖြတ်သန်းရမှာပဲဖြစ်ပါတယ်အကောင်းမြင်တဲ့စိတ်ထားကျေးဇူးတင်တဲ့နှလုံးသားနဲ့တနေ့တာကိုဖြတ်သန်းတဲ့အခါစကြဝဠာကြီးကလည်း Ariel တို့ကိုကံကောင်းခြင်းတွေကောင်းမွန်ပြည့်စုံတဲ့အရာတွေလက်လာပါတွေနဲ့ကောင်းခြင်းမင်္ဂလာတွေကိုပဲဆောင်ကျဉ်ပေးလာမှာဖြစ်ပါတယ်။ကဲအဲ့တော့ Ariel တို့တနေ့တာလေးမစတင်ခင်မှာ positive affirmation လေးတွေကိုရွတ်ဆိုပြီးတော့ Ariel တို့ရဲ့မင်္ဂလာရှိတဲ့နေ့ရဲ့အသစ်ကလေးကိုကြိုဆိုလိုက်ရအောင်နော်။ Ariel က positive affirmation လေးတွေကိုဖြည်းဖြည်းနဲ့မှန်မှန်လေးရွတ်ဆိုပေးသွားပါမယ်။နားဆင်သူတို့ကလည်းစိတ်နှလုံးသားအပြည့်နဲ့ခံစားနားဆင်ပေးဖို့အတွက် Ariel ကမေတ္တာရပ်ခံပါတယ်။အဲ့တော့ Ariel တို့မစတင်ခင်လေးမှာ Ariel တို့ရဲ့ခန္ဓာကိုယ်လေးကိုတက်တောင့်တက်တာအနေထားလေးနဲ့တင်းမာမှုတွေပြေလျော့ဖို့အတွက်ဖြေလျှော့ထားပါ။လက်သီးဆုပ်ထားရဲဆိုလက်သီးတွေဖြီးထားပါ။မျက်မှောင်ကျုံထားရဲဆိုမျက်မှောင်တွေကိုမကြုံမဲနဲ့ဖြေလျှော့တာပါဟုတ်ပါပြီနှာခမ်းလေးကလည်းပြုံးပြီးတော့ area ဖတ်ပေးမယ် positive affirmation လေးတွေကိုစိတ်နှလုံးသားအပြည့်နဲ့ခံစားနားဆင်ပေးပါနော်အဲ့တော့ area ကိုစလိုက်ရအောင်ဒီနေ့လေးဟာတင်အတွက်လှပနေပါတယ်ဒီနေ့လေးဟာတင်အတွက်လှပနေပါတယ်ဒီနေ့တစ်လေးကိုကျေးဇူးတင်တဲ့နှလုံးသားလေးနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့တစ်လေးကိုကျေးဇူးတင်တဲ့နှလုံးသားလေးနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့တစ်လေးမှာငါရဲ့စိတ်နှလုံးသားလေးကငြိမ်အေးပြီးတော့ဟန်ချက်ညီနေပါတယ်ဒီနေ့တစ်လေးမှာငါရဲ့စိတ်နှလုံးသားလေးကငြိမ်းချမ်းပြီးဟန်ချက်ညီနေပါတယ်ငါရဲ့စိတ်နှလုံးသားလေးကပေါ့ပါပြီးတော့လက်လက်နေပါတယ်ငါရဲ့စိတ်နှလုံးသားလေးကပေါ့ပါပြီးလွတ်လပ်နေပါတယ်ဒီနေ့လေးဟာချစ်ချင်းတရားတွေကိုပေးစွမ်းနိုင်တဲ့နေ့လေးတစ်နေ့ပါပဲဒီနေ့လေးဟာချစ်ချင်းတရားတွေကိုပေးစွမ်းနိုင်တဲ့နေ့လေးတစ်နေ့ပါပဲဒီနေ့လေးဟာတူထွက်ဖို့အတွက်အခွင့်အလမ်းတစ်ခုပဲဒီနေ့လေးဟာတူထွက်ဖို့အတွက်အခွင့်အလမ်းတစ်ခုပဲငါကစကြဝဠာကြီးရဲ့လမ်းပြမှုနဲ့ကာကွယ်ပေးထားမှုရဲ့အောက်မှာရှိနေတယ်။ငါကစကြဝဠာကြီးရဲ့လမ်းပြမှုနဲ့ကာကွယ်ပေးထားမှုအောက်မှာရှိနေတယ်။ငါကစကြဝဠာကြီးရဲ့သုံးမကုံနဲ့စွမ်းအင်နေနဲ့ချိတ်ဆက်နေတယ်။ငါကစကြဝဠာကြီးရဲ့သုံးမကုံနဲ့စွမ်းအင်နေနဲ့ချိတ်ဆက်နေတယ်။အခုငါရောက်နေတဲ့နေရာကငါရှိတဲ့နေရာပဲအခုငါရောက်နေတဲ့နေရာကငါရှိတဲ့နေရာပဲငါကချစ်ချင်းမေတ္တာတွေနဲ့ပျော်ရွှင်မှုတွေကိုပဲလက်ခံတယ်ငါကချစ်ချင်းမေတ္တာတွေနဲ့ပျော်ရွှင်မှုတွေကိုပဲလက်ခံတယ်ငါရဲ့တိုးတက်နေတဲ့ဘဝလမ်းကြောင်းကိုငါယုံကြည်တယ်။ငါရဲ့တိုးတက်နေတဲ့ဘဝလမ်းကြောင်းကိုငါယုံကြည်တယ်။ငါကယုံကြည်မှုအပြည့်ရှိတယ်။ငါယုံကြည်မှုအပြည့်ရှိတယ်။ငါလိုချင်တဲ့အရာအလုံးကိုငါတကယ်လုပ်နိုင်တယ်။ငါလိုချင်တဲ့အရာအလုံးကိုငါတကယ်လုပ်နိုင်တယ်ငါကစွမ်းအားကြီးတယ်ငါကစွမ်းအားကြီးတယ်ငါကထူးခြားတယ်ငါကထူးခြားတယ်င
မျှော်လင့်ထားတဲ့ကံကောင်းခြင်းတွေကငါဘဝတွေကိုအဆက်မပြတ်စီးဆင်းဝင်ရောက်နေတယ်မမျှော်လင့်ထားတဲ့ကံကောင်းခြင်းတွေကငါဘဝတွေကိုအဆက်မပြတ်စီးဆင်းဝင်ရောက်နေတယ်ငါမှငါလုံနိုင်နေလို့ထင်ထားတာတက်ပိုလုံနိုင်စွမ်းတွေရှိတယ်ငါမှငါလုံနိုင်နေလို့ထင်ထားတာတက်ပိုလုံနိုင်စွမ်းတွေရှိတယ်ငါဘဝတွေကမကောင်းတဲ့အရာတွေမကောင်းတဲ့လူတွေကိုလည်းလွတ်ချခဲ့နိုင်တယ်ငါဘဝတွေကမကောင်းတဲ့အရာတွေမကောင်းတဲ့လူတွေကိုလည်းလွတ်ချခဲ့နိုင်တယ်ငါဘဝတွေကိုကောင်းတဲ့အရာတွေကောင်းတဲ့လူတွေကိုပဲအစားထိုးပြီးလက်ခံမယ်ငါဘဝတွေကိုကောင်းတဲ့အရာတွေကောင်းတဲ့လူတွေကိုပဲအစားထိုးပြီးလက်ခံမယ်ငါဘဝတွေကိုကောင်းတဲ့အရာတွေအထောက်ပံ့ဖြစ်မဲ့လူတွေကိုပဲငါကဆွဲငင်နေငါဘဝတွေကိုကောင်းတဲ့အရာတွေအထောက်ပံ့ဖြစ်မဲ့လူတွေကိုပဲငါကဆွဲငင်နေငါရဲ့ဘဝကကံကောင်းခြင်းတွေနဲ့အမျှော်လင့်ထားတဲ့ကောင်းခြင်းမင်္ဂလာတွေနဲ့ဝန်းရံထားတယ်ငါရဲ့ဘဝကကံကောင်းခြင်းတွေနဲ့မမျှော်လင့်ထားတဲ့ကောင်းခြင်းမင်္ဂလာတွေပဲဝန်းရံထားတယ်ငါရဲ့ဘဝကတနေ့ထက်တနေ့တိုးတက်နေတယ်ငါရဲ့ဘဝကတနေ့ထက်တနေ့တိုးတက်နေတယ်ငါလိုချင်တဲ့ဘဝမှာငါနေထိုင်နေငါလိုချင်တဲ့ဘဝမှာငါနေထိုင်နေတယ်ငါရဲ့ဘဝတွေစီးဆင်းနေတဲ့ကြွယ်ဝချမ်းသာခြင်းတွေကိုလည်းကျေးဇူးတင်တယ်ငါရဲ့ဘဝတွေစီးဆင်းနေတဲ့ကြွယ်ဝချမ်းသာခြင်းတွေကိုလည်းကျေးဇူးတင်တယ်ငါကကြွယ်ဝချမ်းသာခြင်းတွေနဲ့ထိုက်တန်တဲ့လူတစ်ယောက်ပဲငါကကြွယ်ဝချမ်းသာခြင်းတွေနဲ့ထိုက်တန်တဲ့လူတစ်ယောက်ပဲငါရဲ့ဘဝထဲမှာစီးဆင်းနေတဲ့ငွေကြီးအားလုံးကိုကျေးဇူးတင်တယ်ငါရဲ့ဘဝထဲမှာစီးဆင်းနေတဲ့ငွေကြီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ငါ့ကိုချစ်ပေးကြတဲ့လူတစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ငါ့ကိုချစ်ပေးကြတဲ့လူတစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ငါသင်ယူခဲ့ရတဲ့ဘဝသင်ခန်းစာတွေကိုလည်းကျေးဇူးတင်ပါတယ်ငါသင်ယူခဲ့ရတဲ့ဘဝသင်ခန်းစာတွေကိုလည်းကျေးဇူးတင်ပါတယ်ငါလက်ခံရရှိတဲ့လမ်းပြမှုတွေကိုလည်းကျေးဇူးတင်ပါတယ်ငါလက်ခံရရှိတဲ့လမ်းပြမှုတွေကိုလည်းကျေးဇူးတင်ပါတယ်စัจ java လာကြီးစီကနေငါလက်ခံရရှိတဲ့စောင့်ရှောက်မှုတွေကိုလည်းကျေးဇူးတင်ပါတယ်စัจ java လာကြီးစီကနေငါရရှိနေတဲ့စောင့်ရှောက်မှုတွေကိုလည်းကျေးဇူးတင်ပါတယ်ပိုင်းခြားနားလေတတ်တဲ့ဉာဏ်ပညာရှိတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ပိုင်းခြားနားလေတတ်တဲ့ဉာဏ်ပညာရှိတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ငါဘဝရဲ့ကျမ်းမာရေးကောင်းမွန်မှုအတွက်လည်းအထူးကျေးဇူးတင်ပါတယ်။ငါဘဝရဲ့ကျမ်းမာရေးကောင်းမွန်မှုအတွက်ကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်။ငါဖြစ်တည်နေရတဲ့ငါဘဝကိုလည်းကျေးဇူးတင်ပါတယ်။ငါဖြစ်တည်နေရတဲ့ငါဘဝလေးကိုလည်းကျေးဇူးတင်ပါတယ်။ဒီ audio file လေးကိုကိုယ့်ရဲ့တစ်နှစ်တာလုံးမှာကိုယ်တတိရတဲ့အချိန်အားတဲ့အချိန်တိုင်းဖွင့်ပြီးတော့နားထောင်ပေးပါခုလို positive affirmation လေးတွေကိုရွတ်ဆိုတာတစ်ရက်နှစ်ရက်နဲ့မသိတာပါဘူးเนาะတစ်ပတ်နှစ်ပတ်သုံးပတ်မြောက်လို့ဆိုရင်တော့မိတ်ဆွေတို့ရဲ့ဘဝတွေကိုထူးခြားမှုတွေတည်တည်တာတာဝင်ရောက်လာတာကိုမိတ်ဆွေတို့သတိထားမိလာပါလိမ့်မယ်အဓိကကတော့ကျေးဇူးတင်တတ်တဲ့နှလုံးသားနဲ့တဏိတာကိုဖြတ်သန်းမှာအကောင်းမြင်စိတ်တွေနဲ့ဖြတ်သန်းမှာ area တစ်ခုပြောချင်ပါတယ်နားထောင်တာပဲဖြစ်ဖြစ်
လိုက်ပါရွတ်ဆိုပေးတာပဲဖြစ်ဖြစ်ယုံကြည်ကြည်ကြည်နဲ့ခံစားပြီးတော့လိုက်ပါရွတ်ဆိုနာဆင်ပေးပါနော် area တို့ကကိုယုံကြည်တဲ့ဘဝမှာပဲကိုနေထိုင်ရမှာပါကိုယုံကြည်တဲ့ဘဝကိုပဲစัจ java လာကြီးကကိုစီကိုပေးမှာဖြစ်ပါတယ်အဲဒီတော့ area တို့တနေ့တာလုံးအကောင်းမြင်စိတ်တွေကျေးဇူးတင်တဲ့နှလုံးသားနဲ့ဖြတ်သန်းရအောင်နော်ခုလို positive affirmation လေးတွေငွေကြေးစွမ်းငင်မှုနီလန်းလေးတွေစိတ်ကိုငြိမ်းချမ်းစေမဲ့ affirmation လေးတွေကို area channel မှာအဆက်မပြတ်တင်ပေးနေတာဖြစ်လို့လိုက်ပါနားဆင်ခြင်းနဲ့မိတ်ဆွေတို့က area channel လေးကို like and subscribe လေးလုပ်ပေးကြဖို့မမေ့ပါနဲ့နော်ဟုတ်ပါပြီနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲ bye bye